မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့လူအများစုနေ့စဉ်ပြုလုပ်နေကြတဲ့အလေးအကျင့်တစ်ခုဖြစ်တဲ့အစားအစာပြန်နှွေးစားခြင်းအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်မနေ့ကကြံခဲ့တဲ့ဟင်းကိုဒီနေ့ပြန်နှွေးစားတာမနက်ကချက်ထားတဲ့အစားအစာကိုညနေကြံစားတာတွေဟာလူအများစုရဲ့ပုံမှန်ဘဝတွေကအစိပ်ပိုင်းတစ်ခုဖြစ်လာပါတယ်အစားအစာပြန်နှွေးစားခြင်းဟာအမြဲတမ်းအန္တရာယ်ရှိတယ်လို့တော့မဆိုလိုပါဘူး။သို့တော့တချို့အစားအစာတွေမှာသိမ်းဆည်းပုံမမှန်ရင်ဘက်တီးရီးယားများပေါက်ပွားနိုင်ပါတယ်။တချို့အစားအစာတွေကအကြိမ်ကြိမ်ပြန်နှွေးခြင်းကြောင့်အရသာအနက်နဲ့အရည်သွေးတွေကိုထိခိုက်စေနိုင်ပါတယ်။လူအများစုအံ့အားသင့်နိုင်တဲ့အစားအစာတစ်မျိုးကတော့ထမင်းဖြစ်ပါတယ်။ထမင်းကိုအခန်းအပူချိန်မှာအချိန်ကြာကြာထားရမယ်ဆိုရင်အစားအသောက်ဘေးကင်းရေးဆိုင်ရာပြဿနာများဖြစ်လာနိုင်ပါတယ်။ထမင်းကြံခဲ့ရင်အမြန်ဆုံးအေးသောအောင်ထားပြီးတော့ရေခဲတက်တာထဲမှာထည့်သိမ်းစီထားသင့်ပါတယ်။နောက်ထပ်လူအများစုစားသုံးလေးရှိတဲ့အစားအစာတစ်မျိုးကတော့ကြက်ဥဖြစ်ပါတယ်။ကြက်ဥဟာပရိုတိန်းနဲ့ကြွယ်ဝတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။သို့တော့ချက်ပြီးသားကြက်ဥကိုအချိန်ကြာမြင့်စွာအပြင်မှာထားခြင်းကိုတော့ရှောင်ကျဉ်သင့်ပါတယ်။ကြက်ဥဟင်းလျာများကိုပြန်စားမယ်ဆိုရင်သေချာစွာသတိထားဖို့အတွက်အရေးကြီးပါတယ်။မိုးဟာအာဟာရဓာတ်များစွာပါဝင်တဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။သို့တော့ချက်ပြီးသားမိုးကိုအချိန်ကြာမြင့်စွာထားရမယ်ဆိုရင်အရသာနဲ့အရည်သွေးပြောင်းလဲနိုင်ပါတယ်။ဒါကြောင့်မော်ဟင်းလျာများကိုချက်ပြီးတဲ့နောက်မှာအချိန်မီသိမ်းဆည်းထားသင့်ပါတယ်။ပြန်နှွေးစားမယ်ဆိုရင်လည်းသေချာစွာပူလာအောင်နှွေးပြီးမှစားသုံးသင့်ပါတယ်။ဟင်းနုတွေဟာလူသိများတဲ့ကျန်းမာရေးအတွက်ကောင်းမွန်တဲ့အဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ဟင်းနုတွေမှာဗီတာမင်များနဲ့သတ္တုဓာတ်များစွာပါဝင်ပါတယ်။ချက်ပြီးသားဟင်းနုတွေရက်ကိုသိမ်းဆည်းထားမယ်ဆိုရင်သေချာစွာအေးအောင်ထားပြီးရေခဲသစ်တာထဲမှာထည့်ထားသင့်ပါတယ်။အစားအသောက်ဘေးကင်းရေးအတွက်အရေးကြီးဆုံးအချက်ကသိလျော်တဲ့သိမ်းဆည်းနည်းတွေပဲဖြစ်ပါတယ်။နောက်ထပ်သတိထားတဲ့အစားအစာကတော့အာလူးဖြစ်ပါတယ်။အာလူးဟာကမ္ဘာတဝန်းမှာလူကြိုက်များတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ကြော်စားတာ၊ပြုတ်စားတာ၊ဖုတ်စားတာစတဲ့နည်းလမ်းမျိုးစုံနဲ့စားသုံးကြပါတယ်။အာလူးမှာကာဘိုဟိုက်ဒရိတ်၊ပိုတက်ဆီယမ်နဲ့ဖိုင်ဘာတို့ပါဝင်တာကြောင့်စွမ်းအင်ရရှိစေပြီးဗိုက်ပြည့်စေတဲ့အစားအစာတစ်မျိုးလည်းဖြစ်ပါတယ်။သို့သောချက်ပြီးသားအာလူးကိုအခန်းပူချိန်မှာအချိန်ကြာမြင့်စွာထားရမယ်ဆိုရင်တော့အရည်အသွေးကျဆင်းလာနိုင်ပါတယ်။အထူးသဖြင့်ပူပြင်းတဲ့ရာသီဥတုတွေမှာချက်ပြီးသားအစားအစာများကိုအချိန်ကြာမြင့်စွာအပြင်မှာမထားသင့်ပါဘူး။အာလူးပြုတ်၊အာလူးဖုတ်၊အာလူးထောင်းစတဲ့အစားအစာများကိုစားပြီးမကြခင်အချိန်မီမှာသိမ်းဆည်းထားတာကပိုမိုကောင်းမွန်ပါတယ်။အာလူးကိုပြန်နှွေးစားလို့မရဘူးဆိုတာတော့မဟုတ်ပါဘူး။ဒါပေမဲ့သေချာစွာသိမ်းဆည်းထားပြီးသေချာပူလာအောင်ပြန်နှွေးစားဖို့တော့လိုအပ်ပါတယ်။အမှန်တကယ်အရေးကြီးတာကအစားအစာကိုပြန်နှွေးတာမဟုတ်ဘဲနဲ့ဘလို့သိမ်းဆည်းထားလဲဆိုတာပဲဖြစ်ပါတယ်။ကြက်သားဟာလူအများစုစားသုံးလေးရှိတဲ့ပရိုတင်းဓာတ်ကြွယ်ဝတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ချက်ပြီးသားကြက်သားကိုအခန်းအပူချိန်မှာအချိန်ကြာမြင့်စွာထားခြင်းကိုရှောင်ကျဉ်သင့်ပါတယ်။ပဇွန်ငါးနဲ့တခြားပင်လယ်စာများကိုလည်းသိမ်းဆည်းရာမှာအထူးဂရုပြုသင့်ပါတယ်။ပင်လယ်စာများကိုပြန်စားမယ်ဆိုရင်သေချာစွာအေးအောင်ထားပြီးရေခဲတစ်တာနဲ့သိမ်းဆည်းထားဖို့အတွက်လိုအပ်ပါတယ်။နို့နဲ့နို့ထွက်ပစ္စည်းများကိုလည်းအချိန်ကြာမြင့်စွာအပြင်မှာမထားသင့်ပါဘူး။ဟင်းရည်များနဲ့ဟင်းအနစ်များကိုလည်းပြန်စားမယ်ဆိုရင်တခါတည်းသေချာပူလာသည့်အထိနှွေးပေးဖို့လိုအပ်ပါတယ်။အစားအစာကိုပြန်နှွေးစားလို့မရဘူးဆိုတာထက်သိမ်းဆည်းပုံမှန်ကန်ဖို့ကပိုအရေးကြီးပါတယ်။ကြံတဲ့အစားအစာများကိုအချိန်မီအေးအောင်ထားပြီးရေခဲတစ်တာနဲ့သိမ်းဆည်းထားမယ်ဆိုရင်ပိုမိုဘေးကင်းစွာစားသုံးနိုင်ပါတယ်။
ဒီဗီဒီယိုကိုသဘောကျတယ်ဆိုရင် like လေးလုပ်ပြီးကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့နော်ကြည့်ရှုပေးခဲ့ကြတဲ့တူတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျန်းမာရေးကောင်းမွန်စွာနေထိုင်နိုင်ကြပါစေ